ဒီဗီဒီယိုလေးမှာတော့ Real Time Intelligence feature အသစ်ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Real Time Intelligence ဟာဆိုရင် scan data တွေကို scan ဖတ်နေစဉ်အတွင်းမှာ analyze လုပ်ပေးပြီးတော့ scan အားလုံးပြီးသွားမှသာစစ်ဆေးပေးတာမျိုးမဟုတ်ဘဲနဲ့ scan လုပ်နေစဉ်အတွင်းမှာပဲ scan quality နဲ့ preparation အခြေအနေကိုစစ်ဆေးနိုင်စေပါတယ်။ screen အောက်ဘက်မှာ AI icon လေးပေါ်လာတာနဲ့ scan စဖတ်လို့ရပါပြီ။ scan ရက်သွားတာနဲ့ data တွေကိုအလိုလျောက် analyze လုပ်ပေးပြီးတော့ review result အမျိုးမျိုးကိုပြသပေးပါတယ်။ analysis result တွေပေါ်အခြေခံပြီးတော့စစ်ဆေးဖို့တကယ်လိုအပ်တဲ့အချက်တွေကိုသာ review ကအနေနဲ့ပြသပေးတာပါ။ ground preparation data ကို scan လုပ်တဲ့အခါမှာလည်း HD အရေးသွင်းမြတ် scan ပုံရိပ်တွေနဲ့ breadth review အချက်အလက်တွေကိုတက်ပြိုင်နဲ့တက်ကြည့်ရှုလို့ရပါတယ်။ Attack နဲ့ breadth margin line တွေလိုမျိုး preparation နဲ့ဆိုင်တဲ့ review information တွေကိုလည်းပြသပေးပါတယ်။အလိုလျောက်သတ်မှတ်ထားတဲ့ insertion axis ကိုအခြေခံပြီးတော့ target area တွေကိုဖော်ပြပေးပါတယ်။လိုအပ်ရင် tube preparation ကို adjust ပြန်လုပ်ပြီးတော့ scan ထပ်ဖတ်လို့ရပါတယ်။ margin line transition တွေ sharp ဖြစ်နေတာဒါမှမဟုတ်ရင် non idea တွေဖြစ်နေမယ်ဆိုရင် breadth margin area ဝန်းကျင်မှာ curvature color map ကိုပြသပေးပါတယ်။ highlight ပြထားတဲ့ area လေးတွေကိုအသုံးပြုပြီးတော့ margin ရဲ့ continuity နဲ့ shape ကိုအလွယ်တကူစစ်ဆေးနိုင်ပါတယ်။လိုအပ်တယ်ဆိုရင် margin ကို refine ပြန်လုပ်တာ JJM retraction ပြန်လုပ်တာပြီးတော့ဒီ scan ထပ်ဖတ်ပြီးတော့ရလဒ်ကိုလည်းအတည်ပြုလို့ရပါတယ်။ occlusal space, interproximal space နဲ့ retention depth တွေကိုလည်းအလိုလျောက်တွက်ချက်ပေးပြီးတော့ပြသပေးပါသေးတယ်။ကာစာလေးတင်လိုက်တာနဲ့ဒီ distance value တွေကိုပြသပေးပြီးတော့ space မလုံလောက်တဲ့ area တွေကိုမြန်မြန်သိရှိနိုင်ပြီးတော့ adjust ပြုလုပ်နိုင်ပါတယ်။ occlusion အတွက် occlusal balance နဲ့ occlusal pattern တွေကို review ပြုလုပ်နိုင်ရဲ့အတွက်ကိုလည်းသူကဖော်ပြပေးပါသေးတယ်။ occlusion scan ပြုလုပ်နေစဉ်အတွင်းမှာ deep eye နဲ့ unbalanced occlusion လိုမျိုး occlusal abnormality တွေကိုအလိုလျောက် detect လုပ်ပေးပြီးတော့ပြသပေးပါတယ်။ display result တွေပေါ်အခြေခံပြီးတော့ occlusion data ကို capture မှန်မှန်လုပ်ထားခြင်းရှိမရှိကိုစစ်ဆေးနိုင်ပြီးတော့လိုအပ်တယ်ဆိုရင်တော့ occlusion ကို adjust ပြန်လုပ်တာဒါမှမဟုတ်ဒီ scan ပြန်ဖတ်ပြီးတော့ result ကိုထပ်ပြီးတော့အတည်ပြုလို့ရပါသေးတယ်။ practice မပါတဲ့ scan တွေမှာဆိုရင်လည်း data မလုံလောက်တဲ့နေရာတွေ overlap ဖြစ်နေတဲ့နေရာတွေ irregular data တွေကို scan ပေါ်မှာတိုက်ရိုက်ဖော်ပြပေးတဲ့အတွက် scan ထပ်ဖတ်ဖို့လိုအပ်တဲ့နေရာတွေကိုအလွယ်စစ်ဆေးလို့ရပါတယ်။ဒီလိုမျိုး rescanning တွေ adjustment တွေပြုလုပ်ပြီးတဲ့နောက်မှာ issue ကတ်တွေလည်းအလိုလျောက်ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။နောက်ဆုံး smart scan review stage မှာတော့ analysis result တွေကို occlusion analysis နဲ့အတူစစ်ဆေးနိုင်ပါတယ်။ပြီးတော့လိုအပ်တဲ့ item တွေကိုရွေးချယ်ပြီးတော့သက်ဆိုင်ရာ state ကိုတိုက်ရိုက်သွားရောက်ပြီး review ပြန်ကြည့်ပြီးတော့ scanning လုပ်တာတွေပြုလုပ်နိုင်ပါပြီ။